မင်္ဂလာပါဒီကနေ့မှာတော့မိဘတိုင်းသတိထားမယ်အပူဒဏ်အန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့မှပြောပြပြီးတော့မှဖြစ်ပါတယ်ကလေးတွေဟာလူကြီးတွေထက်ကိုခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိနိုင်စွမ်းနည်းပါပါတယ်ကလေးတွေကငယ်လေအပူဒဏ်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပိုပြီးတော့ခံစားရလိမ့်ဖြစ်ပါတယ်အခြေအနေပိုဆိုးသွားတာလည်းပိုပြီးတော့မှမြန်တတ်ပါတယ်အထူးသဖြင့်၄နှစ်အောက်ကလေးတွေဟာဆိုလို့ရှိရင်သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေအောင်ထိန်းညှိနိုင်မှုပိုပြီးတော့ခက်ခဲတတ်ပါတယ်ဒီလိုကလေးတွေကအပူဒဏ်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုဘာကြောင့်ပူပြီးခံရတာလဲဆိုလို့ရှိရင် body surface area BSA လို့ခေါ်တဲ့ခန္ဓာကိုယ် area မျက်နှာပြင်ဟာဆိုလို့ရှိရင်ခန္ဓာကိုယ်အလေးချိန်ထက်ကိုပိုများပါတယ်ဒါကြောင့်အပူဒဏ်ကိုပိုပြီးတော့ခံရမယ့်မျက်နှာပြင် area ပိုများတဲ့အတွက်ကြောင့်ပိုပြီးတော့အပူဒဏ်ကိုပိုခံရပါတယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့သူကချွေးထွက်နှုန်းဖြစ်ပါတယ်ကလေးတွေဟာလူကြီးတွေလောက်ချွေးထွက်နိုင်စွမ်းအားကောင်းကောင်းမဖွံ့ဖြိုးသေးတာဖြစ်တဲ့အတွက်ကြောင့်ချွေးထွက်နှုန်းအနေနဲ့လည်းနည်းတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အပူချိန်ကိုအပြေုံမြင်မြန်ပြန်ထွက်သွားနိုင်ဖို့စွမ်းအားနည်းပါတယ်နောက်တစ်ချက်ကတော့စကားကောင်းကောင်းမပြောနိုင်သေးဘူးပေါ့နော်သူတို့အရန်ပူနေတယ်သူတို့ရေးစားနေတယ်ဒီလိုစရှိသဖြင့်မပြောတတ်သေးပဲနဲ့ငိုတာကြည်ကြတာဒါမျိုးတွေပဲလုပ်နေတတ်တာဖြစ်တဲ့အတွက်ကြောင့်မိဘတွေအနေနဲ့တတိမမူမိတာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပိုပြီးတော့မှပူဒဏ်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပိုပြီးတော့ခံစားရနိုင်စွမ်းဖြစ်ပါတယ်အရန်ငယ်တဲ့ကလေးတွေဆိုလို့ရှိရင်ကိုကရေးစားတယ်အရန်ပူနေတယ်ဆိုတာမျိုးဒါမျိုးတွေကိုလုံးဝမပြောတတ်ပဲနဲ့သူတို့ခံစားနေရတဲ့ခံစားချက်ကိုငိုတာကြည်ကြတာဒါမျိုးတွေနဲ့ပဲဖော်ပြတတ်ကြပါသေးတယ် heat exhaustion လို့ခေါ်တဲ့အပူပန်းခြင်းဖြစ်လို့ရှိရင်ကလေးတွေကနှုံးမယ်ကြည်ကြမယ်အလုံးဝအစာလည်းကောင်းကောင်းမစားတော့ဘူးဒီအချိန်မှာခိုင်းကြည့်မယ်ဆိုရင်အသားရည်ကအေးဆက်ဆက်နဲ့စီးကက်ကက်ဖြစ်နေတတ်ပါတယ်ဒီအချိန်မှာကလေးကဖြူဖြော့လာတာနှုံးတာမူးဝေတာအော့အန်တာပြုတ်လာတာမျိုးတွေဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒီထက်ပိုဆိုးတာတော့ heat stroke လို့ခေါ်တဲ့အပူရှက်သွားတာပါဒါတော့ medical emergency ဖြစ်ပြီးတော့ဒီလိုအခြေအနေမျိုးထိရောက်လာတယ်ဆိုရင်ကလေးတွေရဲ့အသက်အန္တရာယ်ပါရှိပါတယ်ကိုပူချိန်တွေအရန်တက်မယ်104 degree Fahrenheit နဲ့အထက်ကိုတက်နေမယ်ပြင်ကလေးကသတိလက်တာတွေတက်တာတွေဖြစ်သွားနိုင်တယ်ခန္ဓာကိုယ်အရေးတွေကလည်းချွေးလုံးဝမထွက်တော့ဘဲနဲ့6တွေ့နေပြီးတော့ပူပူဆက်ဆက်ကြီးဖြစ်နေတတ်တာဖြစ်ပါတယ်ကြောင်ကရမ်းဖြစ်တာသတိလက်တာတွေဖြစ်ပြီးတော့ကလေးကတက်ပြီးတော့အသက်သေဆုံးသွားတဲ့အခြေအနေမျိုးဒီဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုအခြေအနေဖြစ်လာတယ်ဆိုရင်တော့ချက်ချင်းကိုစေယုံစေကံကိုမြင်မြန်ခေါ်သွားပြီးတော့လိုအပ်တဲ့စေကူးသားမှုတွေကိုဆက်လက်ခံယူရမှာဖြစ်ပါတယ်ဒါကြောင့်အခုလိုပူပြင်းတဲ့ຢာတိဥပမာဆိုရင်မိဘတွေအနေနဲ့ကလေးတွေကနှုံးနေတာမှိုင်နေတာအစာကောင်းကောင်းမဝင်တာဒါတွေရှိမရှိကိုမျက်ခြေမပြတ်သတိထားပြီးတော့စောင့်ကြည့်ပေးပါဒီတော့ကလေးတွေအနေနဲ့အပူမိနေပြီလို့တန်တရားရှိလာတယ်ဆိုရင်မိဘအုပ်ထိန်းသူတွေအနေနဲ့ဘာလုပ်ကြမလဲပေါ့နော်ကလေးကိုအေးမြပြီးတော့အေးရတဲ့နေရာဒါမှမဟုတ်ရင်လေးပြည့်စက်ရှိတဲ့အခန်းနေရာဒီကိုချက်ချင်းရွှေ့ပါအဝတ်အစားကိုလျှော့ပေးပါလိုအပ်တယ်ဆိုရင်ချွတ်ပါရေခက်အေးအေးလေးနဲ့ပဲရေခဲကြီးလုံးဝမသုံးရပါဘူးရေခက်အေးအေးလေးနဲ့ပဲရေဘက်တိုက်ပေးပါအဓိကအဖြစ်တော့ဒါဂျိုင်းကြားပေါင်ချမ်းကြားပြီးတော့ဒီလေပင်ပေါ့နော်ဒီဘက်ကိုရေရွှဲရွှဲလေးတခြားတိုက်ပေးပါကလေးသတိရှိနေဆိုရင်ရေတစားရေအနှင်းငယ်တိုက်တာဒါမျိုးကြီးလုပ်ပြီးလို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အနေရရှိတဲ့အရှိမပြောခဲ့တဲ့လက္ခဏာတွေရှိနေတယ်ဆိုရင်ကလေးကိုချက်ချင်းစေးုံစေးကံကိုခေါ်သွားပါလိုအပ်တဲ့စေကူးသားမှုတွေကိုဆက်လက်ခံယူရမှာဖြစ်ပါတယ်ဒီတော့မိဘတွေအနေနဲ့အပူဒဏ်ကြောင့်ဖြစ်လာမယ့်ပြဿနာတွေကိုကလေးတွေစီမှာမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲပေါ့ဒီလိုပူပြင်းတဲ့ຢာတိဥပဒေမှာဆိုရင်ကလေးကိုအဝတ်အစားဝတ်တာအစားပွားလင်းဝင်လေးထွက်ကောင်းတဲ့အဝတ်အစားလေးတွေပဲဝတ်ပေးပါအကြောင်းကိုလည်းအယောင်ရင်းနေမသုံးဘဲနဲ့အယောင်နုနုလေးတွေသုံးပေးပါအမြဲတမ်းကလေးကိုအေးရတဲ့နေရာမှာပဲထားပေးပါသူတို့တွေကို strengthening exercise တွေပေါ့နော်အင်မတန်ပြင်းထန်တဲ့လှုပ်ရှားသွားလာကစားမှုတွေမလုပ်ပါနဲ့ပြီးတော့နေအရန်ပူတဲ့အချိန်ပေါ့နော်ဒီလိုနေရောင်ကြီးကိုရှောင်ပါဆိုတာနေသိပ်ပူတဲ့မနက်10 နာရီကနေညနေ4 နာရီလောက်အချိန်မျိုးအပြင်ထွက်တာမျိုးနော်အပူဒဏ်ကိုကာကွယ်ဖို့အတွက်ထီးအစရှိတဲ့အကာအကွယ်မပါဘဲနဲ့အပြင်ထွက်တာကိုလုံးဝရှောင်ပေးပါအပြင်ထွက်မဲ့ချိန်တွေကိုအေးမြတဲ့မနက်အစောပိုင်းနဲ့ညနေခင်းအချိန်လေးတွေကိုလာကျွေးချေပါအိမ်ထဲကိုလည်းလေဝင်လေထွက်ကောင်းအောင်ထားပါပြီးရင်ကလေးတွေကိုရေစာတဲ့အချိန်မှာရေစားတယ်လို့ပြောတဲ့အချိန်မှာရေတိုက်တာမျိုးမလုပ်ဘဲနဲ့မကြာခဏဆိုလို့ဒီပမာဏနည်းနည်းတခြားတိုက်ပေးပါအုံးရင်လည်းတိုက်လို့ရပါတယ်နိုးဆိုအရွယ်ကလေးတွေဆိုလို့ရှိရင်မိခင်တို့အကျဉ်းကြီးပိုးတိုက်ပေးပါအကျဉ်းကြီးတိုးတိုက်ပေးပါအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့ဒါကျွန်တော်တို့ CDC ကနေကိုချမှတ်ထားတာကလေးတဦးတစ်ယောက်တည်းကိုကားထဲမှာခဏလေးလောက်ဆိုပြီးတော့5 မိနစ်လောက်ဆိုပြီးထားခဲ့တာမျိုးလုံးဝမလုပ်ပါနဲ့ဒီအချိန်မှာကလေးရဲ့ခန္ဓာကိုယ်အပူချိန်ကဇာဘွားတိုးပြီးတော့မှချက်ချင်းကို heat stroke ရနိုင်တဲ့အခြေအနေမျိုးတွေအထိဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီလိုအခြေအနေမှာဆိုရင်ကလေးတွေအသက်အန္တရာယ်ပါရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေကျွန်တော်ကလေးအထူးဆရာဝန်ဒေါက်တာပြည့်ဖြူအောင်ဖြစ်ပါတယ်